好嘛，哇，谁的你进了吧？好呀嘞，哇，谁啊？看来了了。好，等下老红啊，咱们的。哦，阿妈，我不累办哟。哦，不累吧？那等呢？哦，哎呀，那都对呢，离开了啦，俺三家的了。နာမည်ပြော ဘာလို့လဲ နာမည်ပြောလို့ ဘာလို့လဲ အင်တာဗျူးလာပြီလားမလားနာမည်ပြော ဘာလို့လဲလို့ ငါတို့ကနားလေလား ဘာလဲ နားလေနာမည်ပြောလी ဘာလို့လဲ ဒီမှာကိုတို့ကလေ HR report တင်လို့ရှိရင် CV မှာနာမည်ရေးတင်ရတယ်အဲကြောင့်နာမည်ပြောလို့ ဘာလို့လဲ ဘာလို့နာမည်ပြောနိုင်ရတာလဲ ပြောပြီးသွားပြီ အဲ့ဆိုဘာလဲ ဘာလို့လဲ နေခါလေးနေရအားလေးနားလာအောင်နော်မဆစ်ရှိတယ်အားတစ်ယောက်စားနာမည်ပြော မရှိ နာမည်လို့ ဘူးမရှိဘူး နင်းနာမည်မရှိဘူးလား ဟုတ်တယ်မရှိ တကယ်မရှိရလား ဘူးအေးမရှိဘူး နင်းမှာတကယ်နာမည်မရှိဘူးလား အမှန်လည်းမရှိ ရှင့်ပြောလေ မရှိဘူး နင်းမှာတကယ်နာမည်မရှိတာလား အမှန်လည်းမရှိတယ် အဲ့ဆိုဘာလဲ မရှိဘူးလို့ဘာလို့လဲ နင်းကမပြောဘူး ယောက်ျားရှင်မူးလားပြောမလား အပါလေးပါမိမရာ ရှင်မူးလားညစာမကြွေးလို့ပြောထားတယ်နော် မိမမင်းတကယ်ပြောနာလား ကျမစကားကိုနှခါမပြောရှင်ဘုဒ္ဓဖုံးခေါ်နာတယ် မင်းလည်းညာတာမကြိုးဘူးဆိုလို့ကျွေးမဲ့သူစီကိုဖုံးခေါ်မလို့